တဲ့အရာမှန်သမျှကိုသူများနဲ့ဘယ်တော့မှအရှင်းမခံနဲ့ကိုကဖယ်လိုက်ကိုကတန်မိုးရှိအောင်နေမယ်ကို life ကိုအကောင်းဆုံးကြောင်းမယ်ကို life ကိုအကောင်းဆုံးသွားမယ်ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ရှင်းလိုက်ဖယ်လိုက်နော်အဲ့တော့ဘသူရဲ့ဘဝရဲ့မိန်းကလေးမလို့ယောက်ျားလေးမလို့ပြောရမှာဘသူပဲဖြစ်ဖြစ်ကိုကချစ်ပြီးကိုပေါ်မှာဟာဟိုလူနဲ့ဒီလူနဲ့ညီမြချင်းချလိုက်ကိုရီးယားညီမြချင်းချခံထားမယ်လူရန်စားမဟုတ်ဘူးကိုကတန်မိုးရှိအောင်တက်တန်းထားတဲ့လူတွေဖြစ်တဲ့အတွက်တန်မိုးရှိအောင်ဆက်ရတယ်နော်မလန်းဘူးငါလေးလိုက်တဲ့အတိတ်ကတည်းလူပါပဲခွေရင်ဒီမှာပဲထားပါမယ်နင်ပြီးခဲ့တော့အလားများတန်ရလေတတိယ